الحمد لله الذي هدانا لهذا وما كنا لنهتدي لولا أن هدانا الله لقد جاءت رسل ربنا بالحق والصلاة والسلام والتحية والإكرام على رسول الأنام بشير النذير سراج المنير مولانا حبيب إله العالمين الرسول المصدق والمصطفى الأمجد محمود الأحمد أبي القاسم مصطفى محمد صلى الله عليه وسلم وأهل بيته الطيبين الطاهرين المعصومين المظلومين Uzoa pertama ceng ya Allah wa aumi terjabi ya Allah nama rofi asafi ya Allah wa ceng takama syukur pilo bayi ya Allah Jesu jo jao yani Allah ne Allah Rasul ngaba takin panjatani pak ko achit thare dima shire siaji ne atu khalifa sa Khalifa Abdul Karim siya ne asashire Khalifa nya siya nya Maulisa nya Ashikan Muridan siya ma nya koကျွန်တော်စိတ်ထဲကနေပြီးတော့ဒွန်အာနဲ့တကွကျေးဇူးတင်ကြောင်းကိုဥစွာကျွန်တော်ပြောကြားလိုပါတယ်အလောင်းရှင်မြတ်ပေးသနာတော်မူတဲ့ကျေးဇူးတော်ကြောင့်နူရုလ်အလာနူဒီဘဇ်မေနူမှာဒီနူရီယတ်ထိုင်ဝမ်မှာနူအကြောင်းကိုပြောခွင့်ရတာဟာကျွန်တော်တို့ရဲ့နှလုံးသားကိုကျွန်တော်တို့ရဲ့သွေးကိုဘလောက်တန့်တယ်လဲဆိုတာကိုကျွန်တော်တက်ပြပြလိုက်တာဆိုတော့အင်ရှာအလ္လာဟ်တာလာအလ္လာဟ်ရှင်ရဲ့ကဘာတဝမ်းမှာရှိတဲ့ကျွန်တော်တို့ရဲ့လူညီနောင်ညီကိုမောင်နှမများအီမန်ရှင်ညီနောင်ညီကိုမောင်နှမများအားလုံးအပေါ်ကိုအလ္လာဟ်ရှင်ရဲ့ရဟမတ်ဂရုဏာတော်အဖျားဖျားကြားရောက်ပါစေကြောင်းဥစွာကျွန်တော်ဆုမွန်တော်တောင်းလိုက်ပါတယ်အာမင်အာမင်ကျွန်တော်ဆရာညန်လင်းကိုခလီဖာအဗ်ဒူလ်ကရီမ်ဆာကိုဆရာဟာကီကတ်မုဟမ္မဒီယာနဲ့အလ်ဘတ်အကြောင်းပြောပြပါဆိုတော့ဥစွာကျွန်တော်အရင်ဆုံးကျွန်တော်ဝန်ခံပြစီအဲ့ဒါဒီအလ္လာဟ်ရှေ့မှောက်မှာမိမိဒီနာကီဆူလ်အကလ်နာကီဆူလ်အီလမ်ချိုးတဲ့ဉာဏ်စီဝါရှိတဲ့သူချိုးတဲ့ပညာရှိတဲ့သူဆိုတော့အလ္လာဟ်ရဲ့ရှေ့မှောက်မှာကျွန်တော်ဥစွာဝန်ခံတယ်ဒီအတွက်ကြောင့်Hakikate Muhammadiyaကိုကျွန်တော်တို့ချိုးတဲ့ဉာဏ်စီဝါနဲ့ချိုးတဲ့ပညာနဲ့ပြောနိုင်မှာမဟုတ်ဘူးလို့နားထောင်တဲ့သူအတွက်ကိုလည်းအပြည့်အဝ Hakikate Muhammadiya ကိုသိနိုင်မှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုလို့ရှိရင် Hakikate Muhammadiya ကိုသိဖို့အတွက်အိုင်နူလာရဲ့မျက်စိလိုတယ်။အာမင်။ Hakikate Muhammadiya ကိုသိဖို့အတွက်အလ္လာဟ်ရဲ့မျက်စိလိုတယ်။ Hakikate Muhammadiya ကိုနားလည်ဖို့အတွက်ကလ်ဘုလာအလ္လာဟ်ရဲ့နှလုံးသားလိုတယ်ဟာကီကတ်မုဟမ္မဒီယာကိုခံစားနိုင်ဖို့အတွက်ရူဟူလာဖြစ်ဖို့လိုအပ်တယ်ဟာကီကတ်မုဟမ္မဒီယာကိုသိဖို့အတွက်ဝဂျ်ဟူလာဖြစ်ဖို့လိုအပ်တယ်ဒါကြောင့်ကျွန်တော်ကရမလာဟူဝဂျ်ဟူလ်ကရီမ်ရဲ့တကဝဘာဘူလ်အီလမ်ကိုရောမြတ်ကြီးခန့်ခဲ့တဲ့အီလမ်ရဲ့တကဝမှာတွားပြီးခေါင်းငုပ်ပြီးတော့ဟာကီကတ်မုဟမ္မဒီယာကိုပြောပြပါလို့ပဲမေးလို့ရမယ်အဲ့ဒီအခါမှာမောင်လာအလီအလိုင်စလမ်တခင်ကြီးကနေပြီးတော့မိန့်ခဲ့တဲ့ဟာကီကတ်မုဟမ္မဒီယာကိုကျွန်တော်အနည်းငယ်သင်ပြပေးမယ်ဒီခန္ဓာကိုရောမြတ်ကြီးဆလ္လာလာဟူအလိုင်ဝါဆလမ်နဲ့အနွယ်တော်မအဟ်လ်ဘတ်ရဲ့ဒီတကဝါကနေကျွန်တော်တို့ဘာပညာရအဟ်လ်ဘတ်ကကျွန်တော်တို့ကိုအလ္လာဟ်ရဆူလ်ကိုဘယ်လိုချစ်ရမလဲဆိုတာသင်ပေးတာအဟ်လ်ဘတ်ကကျွန်တော်တို့ကိုအလ္လာဟ်ကိုသိအောင်ပြပေးတာအလ္လာဟ်ရဆူလ်ကိုချစ်ပြီးဆိုရင်အလ္လာဟ်ရပြီဆိုတော့ယနေ့တကယ်တိုင်းတော့ကျွန်တော်တို့ဒီတကယ်ကိုနှစ်ခါဒီမှာရှိနေတဲ့အာရှိကားနဲ့ရဆူလ်နဲ့အာလီရဆူလ်ကိုကျွန်တော်မပြောလို့ဘူးဒါပေမဲ့ကျွန်တော်တို့တကယ်မာရီဖတ်ရုပ်လုံးအတိလိုနေတာကကိုတော်ပဲအလ္လာဟ်အက်ဘာအဲ့ဒါဘာကြောင့်ကျွန်တော်ဒီစကားပြောလဲဆိုတော့မောင်လာဒီလက်ဆမ်တခင်ကြီးကဗာမိတ်လဲဒီအဟ်လ်ဘတ်အနွယ်တော်မုံကဗာမိတ်လဲأولنا محمد أولنا محمد وأوسطنا محمد وآخرنا محمد وكلنا محمد ကျွန်တော်တို့ကနာမည်တွေနဲ့ခွဲပြီးပြောနေပေမဲ့ဒီအိမ်အလီဘတ်ရဲ့တကဝါကခေါင်းငုပ်လိုက်တဲ့အခါသူတို့ပြောလိုက်တဲ့လီဆာနုလာအလ္လာဟ်ရဲ့နှုတ်တော်ထံကနေဘာကြားလိုက်ရလဲဆိုတော့
Ngarori alwa de geraino Muhammad be. Allahu Akbar. Jiao di awwal Muhammad Allah shine patama uzon panzin thara goga Muhammad. Allahu Akbar. ကျွန်တော်တာမန်ဒူတယောက်တောင်မှကျွန်တော်တို့တာမန်ညာနဲ့ပဲစဉ်းစားကြည့်လူတယောက်ကဒီနေ့အကောင့်တစ်ခုလှုပ်လိုက်ပြီဆိုရင်နောက်ရက်သူအလွဲလှုပ်လိုက်ကြည့်သူ့ကိုဆဲတော့မယ်သူ့အကောင့်မေ့သွားပြီဒါလူတဘာဝတရက်တော့သူအကောင့်လှုပ်လိုက်တယ်နောက်ရက်သူအကောင့်မလှုပ်နိုင်ရင်လူတွေကတောင်တင်းကြီးမခံနိုင်တော့ဘူးကောင်းတာတွေအားလုံးမေ့သွားပြီ10ခုပဲလှုပ်ထားတစ်ခုမကောင်းတာဖြတ်ပလိုက်မယ်ဒါလူရဲ့တဘာဝဆိုတော့အလ္လာဟ်ရှင်မြတ်ကဒီတဘာဝကိုဖစ်တရတ်အလ္လာဟ်လတီဖတရန်နာဆာအလိုင်ဟာလာတဘဒီလာလီခလ်ကီလာဇာလီကဒီနုလ်ကယမ်အလ္လာဟ်ရှင်မြတ်ဘယ်တော့ခါမှလူမှာထည့်ပေးထားတဲ့မိမိကိုယ်တိုင်ထည့်ပေးထားတဲ့ဖစ်တရတ်နဲ့စန့်ကျင်ပြီးအလ္လာဟ်ဘာမှမလုပ်ဘူးအဲ့တော့အလ္လာဟ်ကိုယ်တိုင်ကမုဟမ္မဒ်လို့အလ္လာဟူအက္ဘာခိုင်းနိုင်ရှင်နိုင်တဲ့သူမရှိတဲ့တခင်မျိုးယတနာကိုယတနာတိုက်ကနေထုတ်ပြီးကဘာကိုချပေးပြီးနောက်ယတနာတပါအကယ်၍အပေါ်ဆုံးနဲ့အောက်ဆုံးဖြစ်နေတလွဲမဖြစ်သွားဘူးလားအဲ့တော့အလ္လာဟ်ကဖန်ဆင်းတာပထမဦးဆုံးနူရဲအဝလ်မုဟမ္မဒ်ဖန်ဆင်းပြီးနောက်ဖန်ဆင်းတာလည်းမုဟမ္မဒ်ပဲအလ္လာဟူအက္ဘာဒါရုပ်လို့ကျွန်တော်ရှင်းပြမယ်ဒီဟာဘာတဘောလဲဆိုတာနောက်ဖန်ဆင်းတာလည်းမုဟမ္မဒ်ပဲအလ္လာဟ်ရဲ့ဥပဒေကဘာလဲဆိုရင်ငါဒီဒါကျွန်တော်မြတ်ကုရ်အာန်အာယတ်တစ်ခုပို့မယ်ဆိုရင်ပိုကောင်းတာပို့ရင်မပို့ရင်သူနဲ့တူတာပို့မယ်ကိုရောမြတ်တဲ့တာလုံးမြင့်မြတ်တဲ့သူအလ္လာဟ်ပြီးရင်ဘယ်သူမှမရှိဘူးဘယ်သူမှလည်းမလာနိုင်ဘူးအဲ့လိုအဒီလိုယတနာတိုက်တဲ့ကနေပြီးထုတ်လာတဲ့ယတနာရှားပါယတနာနူရီတော်ကိုအလ္လာဟ်ရှင်ရဲ့ဖန်ဆင်းပြီးနောက်မှာအလ္လာဟူအက္ဘာကျွန်တော်တို့လိုဂုဏ်ကားတွေကိုဖန်ဆင်းမှာမဟုတ်ဘူးလာတာကမုဟမ္မဒ်တွေပဲလာနေတာအလ္လာဟူအက္ဘာဒါပေမဲ့ဗာလဲတိရမှာကဗာလဲဆိုရင်ဒါကိုကျွန်တော်ဆိုတော့ကတော့အိုင်နူလာရဲ့မျက်စိနဲ့ကြည့်ဖို့လိုအပ်တယ်အလ္လာဟ်ရဲ့မျက်စိနဲ့ကြည့်ဖို့လိုအပ်တယ်အဲ့တော့ကောင်းပြီဒါဆိုရင်ကဘာတော်မှာရှိနေတဲ့ဒီတရှိတတဝါဟူတမြကျွန်တော်တို့ရဲ့နဗီတမန်တော်ဘာဘာအာဒမ်ကနေစပြီးကဘာတီတွေရှိနေမှာမခလုကဘလူကြောင့်လေဘာဒါအလ္လာဟ်ဖန်ဆင်းတာမဟုတ်ဘူးလားအလ္လာဟ်ကမုဟမ္မဒ်ကိုဖန်ဆင်းတာကဘာစัจ java ဝလိုင်းတစ်ခုလုံးမှာရှိတဲ့ကျန်တဲ့မခလုတွေအားလုံးကမုဟမ္မဒ်ရဲ့ဘာရကတ်ကြောင့်ဖြစ်လာတာတော့ဘာကြောင့်ဒါကနားလည်ဖို့လိုတယ်ဒါကြောင့်နူရဲအဝလ်ကအလ္လာဟ်ကိုဥချပြီးမိမိရဲ့အရှက်ဂုံတိတ်ခါကြောက်ရွံ့မှုအလ္လာဟ်ပေါ်မှာထားပြီးစကြဒါရဲ့အဝလ်လုပ်ခဲ့လို့အလ္လာဟ်ကကျမ်းတော်မြတ်ကုရ်အာန်မှာကုလ်အင်ကာနာလ်ရဟ်မာနီဝလဒ်ဝအနာအဝလ်အာဘဒင်အလ္လာဟ်ကအဝလ်ဖြစ်ပြီးမိမိရဲ့နဗီကိုအဝလ်လို့ပြောခိုင်းနေတယ်အီဘာဒတ်လုပ်တော်သူများအနအာဒမ်ကအဝလ်မဟုတ်ဘူးကိုရောကအဝလ်ဒါကျမ်းတော်မြတ်ကုရ်အာန်ဟာဒီသ်လည်းမဟုတ်ကုလ်အင်ကာနာလ်ရဟ်မာနီဝလဒ်فانا اول العابدين عبادت لو تو دنیا نے غا رسول کرم نے جی پٹھما اول اللہ دی اول کا اول لو پیو نہیں رہ سوئے دی اول یا گھوم بما لے سو سنا کی لائی دو ارو باتی یاد لے سوئے چنورو دی کرم جی دی اللہ کو چاو یو چھ یو تے بھی سیچا لارے نوری دو کا چھوے نے گھبا کو پھاندے لائی دا سچا ولائی کو پھاندے لائی داရှိသမျှအရာဟူသမျှတို့ကိုဖန်ဆင်းလိုက်တာအဲ့တော့ကိုရောကနေပြီးတော့ခွဲခွာပြီးဖြစ်လာတာအဝလ်မုဟမ္မဒ်ဝအနာဝအလီယွန်မင်နူရ်ဝါဟီဒ်ဖြစ်လာတဲ့နူတစ်ခုတည်းကဒုတိယမုဟမ္မဒ်ဒါကြောင့်ကျွန်တော်တို့ရှဂျဒါတယဘာဒီမှာလဲဖတ်ကြတယ်ရှဂျဒါတယဘာမှာကြည့်လိုက်ကိုရောရဲ့နာမည်ပထမပြီးအလမာအီမာမ်မုဟမ္မဒ်ဘာကာဆိုပြီးရှိတယ်အလမာလည်းမုဟမ္မဒ်နောက်ဆုံးအားလုံးကဘာသူကဘာရာအားလုံးစောင့်နေတဲ့ကိုရောရဲ့တွေ့တခင်မာကြီးဖာတီမာဇေရာဆယဒတ်နိဆာအလ်အာလမီနဲ့တားတော်လာမဲ့နာမတော်ကလည်းငါရဲ့နာမည်နဲ့တူဘဲလို့ကိုရောကမိန့်သွားတယ်မုဟမ္မဒ်ပဲဆလ္လာဟူအလိုင်ဝဆလမ် سيدنا محمد وعلي وصحبه وسلم صلى الله على سيدنا محمد وعلي وصحبه وسلم အဲ့တော့ကျွန်တော်တို့ဗာတိရတယ်လဲဆိုအဝလ်ရာမုဟမ္မဒ်ဒါကြောင့်ဖျောင်းနိုင်မီကိုပထမဦးဆုံးအလ္လာဟ်ထွန်းကြီးလိုက်တယ်
ဒါကလေးတွေလည်းလူငယ်တွေနားလဲအောင်ဖျောင်းနိုင်အောင်အရင်ဆုံးထွန်းကြီးလိုက်အဲ့ဒီဖျောင်းနိုင်ရင်နောက်ဖျောင်းနိုင်ချက်ထွန်းကြီးလိုက်နောက်ဘဏ္ဍချောင်းထွန်းကြီးလိုက်ကြိုက်တော့ထွန်းကြီးလိုက်မီးအရှိန်ပထမဦးဆုံးမှာရှိတဲ့မီးကြော့သွားသလားကြော့သွားသလား မယောဒုတိယမှာညီရလဲဒီပြောင်းနေမီဒီတိုင်းပဲတတိယညီလဲဒီတိုင်းပဲသရုဒ္ဓညီလဲဒီတိုင်းပဲအဲ့တော့အဲ့ဒီအဟလေဘက်ကဘာရှင်းပြလဲဆိုငါတို့အားလုံးမုဟမ္မဒ်ဆိုတာကိုရောထံကရလိုက်တဲ့ဒီနူရ်ဟာငါတို့ရှိမှအားလုံးပေါင်းလိုက်တခုတည်းပဲခွာလိုက်မှမုဟမ္မဒ်အလီဖာတီမာဟဆန်ဟူစိန်ဆိုပြီးဖြစ်လာတာစုလိုက်တစုတည်းမုဟမ္မဒ်ပဲလက်ငါးချောင်းတို့လို့စုလိုက်တခုတည်းခွာလိုက်မှလက်ငါးချောင်းလို့ပြောတာစုလိုက်တခုတည်းဆိုတော့အာရီမုဟမ္မဒ်ကိုကျွန်တော်တို့သိဖို့လိုတယ်အလ္လာဟ်ဘာအားရာကြောင့်ကိုရောကိုသိဖို့အတွက်ဝဂျ်ဟူလာကိုမေးမသိနိုင်တယ်ဝဂျ်ဟူလာကိုမမေးမချင်းကိုရောမြတ်ကြီးရဲ့အရိုက်အရာကိုသိနိုင်မှာမဟုတ်ဘူးဘာကြောင့်လဲနေဂျူလ်ဘလာကမှာကိုရိုင်မောလာအလီလိုက်ဆန်တခင်ကြီးကဗာမေးငါကိုရောနဲ့ဘလို့ရှိခဲ့လဲကလာအုပ်မဟာသူ့ရဲ့ခလေးနဲ့ဘလို့တွေ့ကပ်ပြီးခလေးကသူ့မိခင်ကိုကတ်နေခဲ့တယ်လေအဲ့ဒီအတိုင်းရင်ချင်းဆက်နေခဲ့တာအလ္လာဟူအက်ဘာဆိုတော့ကောင်းပြီဒါဟာကီကတ်မုဟမ္မဒီယာအဲ့တော့ကျွန်တော်တို့ဒီကိုရောအလ္လာဟ်ပြီးရင်ကျွန်တော်တို့ကလာအီလာဟာအီလလာမုဟမ္မဒ်ရဆူလလာဒါဆိုကောင်းပြီကျန်တဲ့ကဘာကြီးတစ်ခုလုံးနော်ကျွန်တော်ဟာဒီစ်တော်လည်းရှိတယ်ကျွန်တော်ဖတ်ပြရင်အဲ့ဒါရှင်းကြားနေမှာဆိုလို့ကိုရောရဲ့နူရီတော်ရဲ့ဘာကတ်နဲ့စัจ java လိုက်တစ်ခုလုံးအလောင်းရှင်ရဖန်ဆင်းထားတာကိုရောရဲ့ဘာကတ်နဲ့ကျန်တာဖန်ဆင်းထားတာအားလုံးသိတဲ့ဟာဒီစ်လောလာကဇမာခလတ်တ်အဖလာဒီတစ်ခုလုံးလောက်တယ်ဆိုတော့ကောင်းပြီယနေ့ဖတ်နေတဲ့လာအီလာဟာအီလလာကျွန်တော်တို့ကလမာဖတ်လိုက်တိုင်းသူကိုမွတ်စလင်တစ်စိတ်ထပ်ပေးရမယ်ဆိုတာဘယ်လိုဖတ်သွားပေးတာလဲယနေ့ကျွန်တော်တို့ကသူကတော့ကလမာဖတ်လိုက်ပြီလာအီလာဟာအီလလာမုဟမ္မဒ်ရဆူလလာဖတ်လိုက်ပြီသူဘာကြီးပဲလို့မွတ်စလင်အဲ့ဒါကျွန်တော်တို့တစ်စိတ်ကောင်းမာကတ်တာတစ်စိတ်ကောင်းမာကတ်တော့ညနာပေါ်မှာဒရွေးထွေးကြတာမွတ်စလင်ဆိုတဲ့နာမည်ကိုတကယ်တိုင်းတော့မွတ်စလင်ဆိုတာကအီမန်ရဲ့အမတ်အတာ၃ခုရှိတယ်နှုတ်ကနေထွက်ဆိုတဲ့ကလ်ဘ်ကနေနှလုံးသားကနေပြီးတော့တကယ်ကိုအီမန်ယူလာတယ်နော်အကရာဘီလ်လီဆန်အကရာဘီလ်ကလ်ဘ်အကရာဘီလ်အမလ်ဒါကြောင့်ကိုရောရဲ့ဟာဒီစ်အားလုံးကြားဘူးထားရမလားမွတ်စလင်ဆိုဒီမှာသူ့ရဲ့နှုတ်ကတော့၎င်းလက်ကတော့၎င်းနောက်တဦးမွတ်စလင်ပေါ်မှာအန်ဒီယာမပြုတ်တဲ့သူမွတ်စလင်အဲ့တော့အဲ့ဒီပေတံကိုဖယ်ပြီးတော့ तू ကကလမာဖတ်လိုက်တာ तू ကလာအီလာလာဖတ်ထားတာမုဟမ္မဒ်ရဆူလလာဖတ်တာသူ့ဖတ်ဝါပေးလို့မရဘူးအဲ့ဒါပဲကုရ်အာန်ကိုနားမလည်ဘူးဆိုတာဟာကီကတ်မုဟမ္မဒီယာကိုသိဖို့ကျမ်းတော်မြတ်ကုရ်အာန်ကိုနားလည်ဖို့လိုတယ်ကိုရောကအရင်အမလောက်ထားတာကုရ်အာန်ကနောက်မှကြားထားတာကျမ်းတော်မြတ်ကုရ်အာန်ရဲ့ဘာယေဘစ်မီလာကနေနောက်ဆုံးစီနတိတတ်တော်40အထိကဘာကိုတိအောင်ကိုရောရဲ့အခလာက်ဇရိတာမွန်ကိုကိုရောကအရင်ဆုံးယုံလုံးပေါ်ပြတာငါကိုကြည့်ငါမှအမဲဆက်ရှိတာမရှိဘူးငါယူလာတဲ့ကျမ်းအလ္လာဟ်ချပေးတဲ့ကျမ်းမှာလေလာရိုက်ပါဖီအမဲဆက်မရှိဘူးအဲ့တော့ကိုရောလည်းလာရိုက်ကုရ်အာန်ကျမ်းမြတ်လည်းလာရိုက်အကယ်၍ကိုရောကိုအမဲဆက်ဆိုင်တာကုရ်အာန်ကိုစော်ကားတာပဲကိုရောကိုအမဲဆက်ဆိုင်ကျမ်းတော်မြတ်ကုရ်အာန်ကိုစော်ကားတာအဲ့တော့ကောင်းပြီကျွန်တော်ဆောလကပြောထားတဲ့စကားကိုပြန်လာမယ်လာအီလာဟာအီလလာဖတ်တိုင်းမွတ်စလမန်လားမုဟမ္မဒ်ရဆူလလာဖတ်တိုင်းမွတ်စလမန်ဆိုရင်အစ္စလာမ်ဖာတီဟာဖတ်လိုက်မယ်ဘာကြောင့်လဲကျမ်းတော်မြတ်ကုရ်အာန်မှာအလ္လာဟ်ရှင်မြတ်ကအတီလင်းကျင်ရထားတယ်အစ်စာဂျာအကလ်မူနာဖီကူနာကာလူနရှဟဒူအင်နကလရဆူလလာဝလ္လာဟူယအလမူအင်နကလရဆူလဟူဝလ္လာဟူယရှဟဒူအင်နလ်မူနာဖီကီနလကာဇီဘူန်အိုငါရဆူလအတင်းထံကိုလာပြီးသူတို့ရှဟာဒတ်ဆိုကြလိုက်တယ်လာအီလာအီလာဖတ်လိုက်မယ်မုဟမ္မဒ်ရဆူလလာဖတ်လိုက်မယ်မယုံနဲ့ငါအတင်းကိုတတ်သိပေးတယ်သူတို့အီမန်ယူလာရဲဆိုတာလိမ့်နေတာအီမန်တကယ်မယူလာဘူးအလ္လာဟူယုဖတီကွမ်အလ္လာဟ်ဖတ်ဝါပေးနေတာဒါကတာမန်ဒူဖတ်ဝါပေးနေတာမဟုတ်ဘူးတာမန်ဒူတွေကဖတ်ဝါပါပေးလေလာအီလာအီလာဖတ်လိုက်ရင်ရပြီသူကသူကြိုက်တာလို့ဘာကြီးပဲလှုပ်ဘလို့ပဲတိတ်မုဟမ္မဒ်အလ္လာဟ်ကမဟုတ်ဘူးအဲ့ဒါဆိုငါဆူရာမူနာဖီကွန်းဘာကြောင့်ချပေးမှလဲဆူရာကာဖီကွန်းဘာကြောင့်ချပေးမှလဲဘာကြောင့်ငါဒီအာယတ်တော်ကိုချပေးမလဲဝမင်မန်ဆူရာဖတာမှာနော်
ဘာမင်းတို့မလဲဝမင်မနဟောလကုမနလအရာဘမနာဖစ်ကွန်အိုငါကြီးရဆူအတဲ့အနာမှာဝန်းရနေတဲ့သူတွေမနာဖစ်တယ်အများကြီးကိုရောကိုရိုင်ကဆဟီမွတ်စလင်ဆဟာစစ်တာမှာဟာဒီစ်အတီလင်ပါတယ်မနာဖစ်ဆနဦးရဲ့နာမည်ကိုဟိုဇိုင်ဖာဘင်ညမာဒီကိုဖော်ထုတ်ပြီးပြောခဲ့တယ်ကိုရောကိုတပ်ဖို့အထိကြံရခဲ့တာအဲ့လိုသူကိုကမွတ်စလမန်ပြောမလားအဲ့ဒါဆိုရင်အစ္စလာမ်ဖာတီယာဖာလိမ့်မယ်ဒါကျွန်တော်ရဲ့ညီကုန်းညီမောင်မောင်နှမတွေကိုချစ်လို့ပြောပြနေတာကျွန်တော်တို့ဒီဂျင်းအထက်မခံရဖို့အတွက်ဒီနေရာမှာရှီယာလည်းဘာမှမဆိုင်ဆူနီလည်းဘာမှမဆိုင်ကျမ်းတော်မြတ်ကုရ်အာန်ဒီအလ္လာဟ်ရဲ့ကျမ်းကိုရောဒီအလ္လာဟ်ဆေလွတ်လိုက်တဲ့နဗီပัญจတန်၅ပါးတခင်ဒီဘလူးမမောင်မိုင်မဟုတ်ဘူးမူပိုင်မဟုတ်ဘူးအဲ့တော့ဒီဟာကဘလူးကိုအလ္လာဟ်ရှင်မြတ်ကချပေးလေလူဆိုလို့ရှိရင်သူ့ရဲ့ဖီတရတ်မှာအလ္လာဟ်တတ်မှတ်ထားတဲ့သာသနာဘောင်တွေကိုရောက်လာပြီဆိုရင်မုဟမ္မဒီယတ်ရဲ့စဝန်းတွေကနေထွက်ပြေးလို့ကိုမရဘူးအဝလ်မှာလည်းမုဟမ္မဒ်ချီထားတယ်နောက်ဆုံးမှာလည်းမုဟမ္မဒ်ချီထားတယ်ဂွင်းစားလည်းမုဟမ္မဒ်ဂွင်းပိတ်လည်းမုဟမ္မဒ်ဂွင်းစားဂွင်းပိတ်နှစ်ခုလုံးမုဟမ္မဒ်ဘယ်ပြေးမလဲပထမမုဟမ္မဒ်ကနေပြေးနောက်ဆုံးမုဟမ္မဒ်ဖန်လိုက်မှာအဲ့ဒါကြောင့်အခုစောင့်နေတဲ့အားလုံးစောင့်နေတဲ့တခင်ကလည်းမုဟမ္မဒ်ဆိုတာမမင်းနဲ့ကိုရိုနဲ့နာမည်လည်းတူတယ်ဒါကြောင့်စัจ java ဝလာဟီတစ်ခုလုံးဖြစ်လာတာချွေးရဲ့ဘရကတ်နောက်ဆုံးလာမယ့်မုဟမ္မဒ်ကတွေးရဲ့ဘရကတ်ချွေးပျက်စီးသွားမယ်ဖနာဖြစ်သွားမယ်တွေးကယာမတ်နဲ့ဒီရှိမယ်အဲ့တော့ဟောင်းစေကောက်ဆာအထိမခွဲမခွာဘဲနဲ့ရှိမှာကပါလေကျမ်းတော်နဲ့ကုရ်အာန်နဲ့အဟ်လ်ဘက်ဘာဒိတ်ပဲဒါကျွန်တော်တို့ရှီယာမို့လို့အဟ်လ်ဘက်ကာကွယ်ရေးဆိုရင်ကျွန်တော်ကအဟ်လ်ဘက်ကအလ္လာဟ်ရဆူလ်ရဲ့အဟ်လ်ဘက်လေရှီယာရဲ့အဟ်လ်ဘက်မှမဟုတ်တာအလ္လာဟ်ရွေးချယ်ထားတဲ့တခင်လေးကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့အကြောင်းပြောတာလေအဲ့တော့ကျွန်တော်တို့အားလုံးနဲ့ဆိုင်တယ်ကျွန်တော်တို့ရဲ့တွေးတဲ့ခြင်းဒီအလ်ဘက်ရဲ့မဟဘတ်နဲ့သက်ဆိုင်တယ်ဘာကြောင့်လဲဆိုရင်ကိုတော်ကမိန့်ကြတာယာဟလီအသင်ကိုအချစ်ထားမဲ့သူကဟူဘကအီမန်ရှင်နေဝဘုဇူကနိဖာအမုန်းထားမဲ့သူတွေမုနာဖစ်တွေဒါကိုတော်မိန့်ကြတာကျွန်တော်မှမဟုတ်တာအီမမ်နဆာအီရဲ့ကျမ်းမှာရှိတဲ့ခဆိုင်းဆလ်အမီရူလ်မူမနင်ရေးထားတဲ့တာဝကိုင်းတွေဒိတ်တဲ့ဆာဘာတာဝကိုင်းတွေအကုန်လုံးထွက်ဆိုပြီးပြောထားတဲ့ဒီဟာဒီစ်ကိုအဲ့တော့ကောင်းပြီလာအီလာဟာအီလာလာဖတ်တိုင်းမွတ်စလမန်မဟုတ်ဘူးအဲ့ဒါကြောင့်အလ္လာဟ်ရဆူလ်ကကယာမတ်နေ့အထိမခွဲမခွာဖြစ်မဲ့ရင်ချင်းဆက်နေမဲ့ဘလောက်အထိတောင်လဲဆိုတော့ဟောင်းစေးကောင်းဆန်တဲ့အထိပြောထားတယ်အဲ့ဒါကိုကင်ပါလို့ပြောတော့တိလိုက်ရတာလာအီလာဟ်လာဘယ်အချိန်မှကျွန်တော်တို့ဖတ်တာအကျုံးဝင်မလဲမုဟမ္မဒ်ရဆူလ်လာဘယ်အချိန်မှဖတ်တာအကျုံးဝင်မလဲဆိုတာတိလိုက်ရတယ်ဘယ်အချိန်မှဖတ်အကျုံးဝင်မလဲရှစ်ပါးမြောက်အီမမ်ရှဂျရိုက်တပ်တယေဘာတွေကနော်ရှစ်ပါးမြောက်အီမမ်ကမဒီနာမြို့ကမဒီနာကနေပြီးတော့ဟီဂျရတ်လုပ်လာနိရှာပူရောက်တဲ့ကမိုဟာဒစ်စင်တွေရှီယာကိုဆွန်နီကိုရှိတဲ့များဖီကာတွေအားလုံးပဲတပြိုင်နက်တည်းဘာလို့လဲကိုရိုးရဲ့တွေးလာတာဟုတ်အားလုံးချစ်တဲ့နေရာမှာဒီညမှာဘယ်သူမှမကွာဘူးအားလုံးချစ်တယ်လာပြီးတော့ဝန်းလိုက်တယ်ကလုံးပါထိုင်နေတယ်နော်ဆိုတော့အဲ့ဒီအခါမှာမိုဟာဒစ်စင်တွေဟာဒီစ်ရေးသားပြုစုတဲ့ပညာရှင်ပါမုခရှင်တွေကယဘနာရဆူလလာခေါ်တော်ကြီးအလ္လာဟ်ရဆူလရဲ့တားတော်ဟာဒီစ်မဲ့ချွေပါဒီအကြောင်းကျွန်တော်ကြံနေကမဟုတ်ဘူးကျွန်တော်တာဝန်ယူတယ်အများကြီးကျွန်တော်ပြောလေပြောတာရှိတယ်ကျွန်တော်ပြောတဲ့စကားတိုင်းကိုကျွန်တော်တာဝန်ယူတယ်တာဝန်ခံမှုရှိတယ်ဗမာပါလဲဆိုရင်ကျွန်တော်ချက်ချင်းပြမယ်ဘာကြောင့်လဲဒီအကြောင်းတွေကကျွန်တော်တို့ရဲ့ဒိတ်တဲ့ပညာရှင်ကြီးတွေအားလုံးရေးထားပြီးသားကြံနေဆိုတော့ကောင်းပြီဟာဒီစ်တင်ပြပါဆိုတော့ရှစ်ပါးမြောက်အီမမ်ကဟာဒီစ်ကိုတင်ပြတယ်အဲ့ဒီဟာဒီစ်ကပါလေလာအီလာဟာအီလလာဟာဒီစ်မတင်ပြခင်အရင်မိမိရဲ့ရှဂျရာကိုပြတယ်ငါဘယ်လိုလဲရီဇာဘလူရဲ့သားလဲမူဆာကာဇင်ရဲ့သားမူဆာကာဇင်ကဒီဟာဒီစ်ကိုဘလူထံကဆင့်ပြန်လဲ6ပါးမြောက်အီမမ်ကျွန်တော်တို့အီမမ်ကြီး၄ပါးလုံးမှာအီမမ်အဘူဟနီဖာအီမမ်မာလစ်ရဲ့ဆရာဒါအားလုံးသိတယ်6ပါးမြောက်အီမမ်ဂျာဖာဆာဒီကတဖာအီမမ်ဂျာဖာဆာဒီကအီမမ်မိုဟမ္မဒ်ဘာကာရီထံကအီမမ်မိုဟမ္မဒ်ဘာကာကအီမမ်ဇိုင်နုလ်အာဘဒင်ထံကအီမမ်ဇိုင်နုလ်အာဘဒင်ဒီအီမမ်ဟူစိန်ထံကအီမမ်ဟူစိန်ကအီမမ်ဟဆန်ထံကအီမမ်ဟဆန်ဒီမိမိရဲ့ဖခင်မောလာအလီလက်ဆမ်တခင်ကြီးထံကမောလာကကိုရောမြတ်ကြီးထံက
ကိုရောကဂျဘရီကနေလာဟိုကလောင်နဲ့ပေးကနေအလ္လာဟ်ထံကဒီဟာဒီစ်ကိုဆင့်ပြန်တယ်အဲ့ဒီဟာဒီစ်ကဆိုတော့ကကျွန်တော်တို့ရဲ့ဆရာကြီးတွေရှင်းပြတဲ့ဟာဒီစ်မှာဘလို့ဘွဲသက်ရှိရမလဲဒီမှာတယောက်မှအပြေလူမပါဘူးရှဂျရိုင်တေဘာကုလနာမုဟမ္မဒ်ကဆင့်ပြန်ထားတာအဲ့ဒီဟာဒီစ်ကပါလဲရှိရှိတူနာချမ်းနေအားလုံးမှာအားရရှိတယ်လာအီလာဟာအီလလာဟစ်နီလာအီလာဟာအီလလာဒီတဲ့အလ္လာဟ်ရဲ့ကလာလို့ခေါ်တဲ့အလ္လာဟ်ရှင်ရဲ့နန်းတော်ကြီးတစ်ခုလို့ပဲဆိုတော့အဲ့ဒီထဲကိုဝင်ရောက်ရလိမ့်မယ်ဒါပေမဲ့ပါလဲပြည့်ညက်ချက်ကပါလဲဖမန်ဒခလာဟစ်နီအမေနာအဇာဘီအကဲအဲ့ဒီထဲကိုဝင်လာပြီဆိုရင်ဒီသူလွတ်မြောက်သွားမယ်အောင်မြင်သွားမယ်ဆိုတော့ပြည့်ညက်ချက်ကပါလဲဘေရှာရတေဟာဝရှူရူတေဟာအနာမင်ရှူရူတေဟာပြည့်ညက်ချက်ကပါလဲဆိုရင်ရှက်ကိုလက်ခံမယ်အဲ့ဒီပြည့်ညက်ချက်တွေရှိတယ်လာအီလာဟာအီလလာဒီတိုင်းဖန်နေပြီးတော့ယနေ့ကျွန်တော်တို့တွေ့နေတဲ့အစ္စလာမ်ကိုဖာတီယာဖားလိုက်မယ်သူကမွတ်စလမန်ပါဆိုပြီးတော့လှုပ်ချင်တဲ့ဟာအကုန်လှုပ်လွတ်ချင်တာလွတ်ယူချင်တာယူအလ္လာဟ်နောက်စဘလာမရှိဘူးဆိုတဲ့အစဉ်ကြီးရောက်သွားပြီအဲ့ဒါဘာကြောင့်လဲကစားလို့ကလမာကိုကစားပြီးဆိုတော့ကိုရောပေးခဲ့တဲ့အရာကိုယတနာနှစ်ပါးကိုဟောင်းစေကောင်းဆန်အတိမခွဲမခွာရှိမာကိုလက်မကင်ဘူးအဲ့တော့လာအီလာကိုဖတ်မယ်ဆိုရင်ဖတ်လို့ရတယ်ဒါပေမဲ့ပညာချက်မပိုင်တော့ဝိညာဉ်မပါတယ်လို့ပဲအဲ့ဒီပညာချက်ဒီရှဂျရေတယေဘာဆိုတော့ကဆရာကြီးနဲ့ပြောသွားတဲ့အတိုင်းပဲတွင်းနဲ့လာအီလာကိုဥကောင်းပေးရင်မှာဒါကြောင့်ဖီရောပေါ်ခဲ့တဲ့မိမိကိုမိမိအလ္လာဟ်ပြောဖို့နမရုပြောခဲ့တဲ့အလ္လာဟ်ပြောဖို့ကိုနောဇူဘီလာကိုနဗီဆိုပြီးအများကြီးဂျာဟင်တဲ့ကြီးညာခဲ့တယ်ယနေ့ကဘာတမိုင်းမြမတမိုင်းရှိသမျှ university လေ့လာကြည့် library လေ့လာကြည့်လိုက် universality မှာတူပြကိုကျင်ညာလာငါဟူစိန်ပါဆိုပြီးတော့ဘယ်တော့မှရှိလာမှာမဟုတ်ဘူးတဲ့ဘာကြောင့်လဲတိလာတဲ့အီမာမ်ဟူစိန်ဖြစ်ကြောင်းငါဟူစိန်ပါလို့ကျင်ညာမယ်ဆိုရင်ဦးကောင်းဖြတ်ခံရမယ်နံပါတ်1အဲ့ဒီအလုပ်ကိုယနေ့ဘယ်သူမှလုပ်မှာမဟုတ်ဘူးလေကလမာကိုလမ်းပေါ်မှာပြတ်နေတဲ့ဦးကောင်ကဖတ်ပြခဲ့တယ်ကျမ်းတော်မြတ်ကုရ်အာန်ကိုတလာဝတ်လုပ်ပြီးတတ်သိပြခဲ့တယ်ငါရဲ့နာနာရဆူလေခုနာပြောခဲ့တယ်မလားဟောင်းစေကောင်းစံအထိငါတို့ဒွန်တွဲပြီးရှိနေမယ်ရှဟီဒ်မတေဘူးဆိုတာရှဟီဒ်အလ္လာဟ်ရဲ့ရစ်စားတယ်ဆိုတာတိထားလိုက်ဟိုဆန်ရဲ့ပြတ်နေတဲ့ဦးကောင်တော်ကဖတ်တဲ့အာယတ်တော်ကိုကြားပြီးတော့နာရိုင်တကဘီရ်အလ္လာဟူအက္ဘာနာရိုင်တကဘီရ်အလ္လာဟူအက္ဘာနာရိုင်တကဘီရ်အလ္လာဟူအက္ဘာဒါကြောင့်ဟာကီကတ်မုဟမ္မဒီယာကိုကဲဖို့ပဲသွားတာကာဘလာဖြစ်လာတာကိုရောရဲ့စင်မန်နဲ့ဆွန်နတ်ကိုဖြည့်စည်းတာကိုမခံမရနိုင်ဖြစ်ပြီးဒီနေရာမှာတကရာလဲလို့မရဘူးဘာကြောင့်လဲပေါ်လွင်နဲ့ဒင်းကိုဟလာလ်ကိုဟာရမ်လုပ်တဲ့အတွက်ဒင်းကိုဟလာလ်ဖြစ်အောင်လုပ်ထားတဲ့အတွက်ကျွန်တော်တို့ယနေ့ဟလာလ်ဇာတာတွေဖြစ်လာတာအကယ်၍ဒင်းဟာရမ်ဖြစ်သွားမယ်ဆိုရင်အားလုံးဟာရမ်ဇာတာဖြစ်သွားလိမ့်မယ်အဲ့ဒါဒီကျွန်တော်တို့အင်မတန်မှအရေးကြီးတယ်ဒီဟလာဖြစ်လို့ယနေ့ကဘာဤတန်ရှင်းတန်နေတာမဟုတ်အလ္လာဟ်တိမ့်နိုင်မယ်ဆိုတာကဲအမတ်တော့မချဘူးနူးရဲ့တင်မောကိုမတွေ့ဘူးလားအလ္လာဟ်ကဲအမတ်ဖြစ်ခဲ့တယ်လေကျွန်တော်တို့ကဘာမှာယနေ့ဟောလိဝုဒ်ကလည်းရုပ်ရှင်ရိုက်ခဲ့တယ်နူးနဗီတမန်တော်တင်မောဘာကြောင့်စောက်ခဲ့တယ်လဲအလ္လာဟ်မပြီးကျွန်တော်ဒါကိုတိမ့်မယ်ဒီကြောင်းပြောပြီးတော့ကဲအမတ်တည်းဖြစ်ခဲ့ပြီးကဘာမှာအဲ့ဒါနဲ့ပတ်သက်ပြီး research တွေအများကြီးလုပ်ထားတယ်ကျွန်တော်တို့မှာဆရာကြီးလည်းတက်ပေးလိုက်မယ် university တွေမှာနှစ်90အရင်ကကျွန်တော်တို့တော့မမွေးသေးဘူးကျွန်တော်တို့ဆရာကြီးတွေရှိခဲ့တဲ့အချိန်သိပ္ပံပညာရှင်တွေကလေ့လာရင်းနဲ့ငူးတင်ပေါ်ရဲ့အပိုင်းအစတချို့တွေ့ပြီးတော့သူတို့လေ့လာတော့ဒါကစာမီဘာသာနဲ့ရေးထားတဲ့လက်9ချောင်းညာနဲ့တစ်တာတွေ့တစ်တယ်ဟိုအဲ့ဒါကိုသူတို့တွက်ပြီးတော့လေ့လာတဲ့အခါမှာရှင်ဟောင်းသိပ္ပံပညာရှင်တွေကဒါကိုလေ့လာတဲ့အခါမှာဘာတွေ့ရလဲဒီစာသားတွေကစာမီဘာသာနဲ့ရေးထားတဲ့စာသားတွေယနေ့အထိရုရှားမော်စကိုရဲ့မြူဇီယမ်မှာရှိတဲ့ AI နဲ့ Google နဲ့တွားပြီးတော့လေ့လာကြည့်လိုက်အဲ့ဒီရဲ့ပုံမှာပြထားတဲ့လက်9ချောင်းလက်ချောင်းတွေမှာပါစာရေးထားတယ်အလယ်မှာလည်းလက်ပွားအလယ်မှာလည်းစာရေးထားတယ်တစ်သားအပိုင်းစားတွေထွက်လာတဲ့အဲ့ဒီဟာကို research လုပ်ပြီးတော့ကောင်းပြီဒီစာမီဘာသာပြန်ကိုသူတို့ဒီစာမီဘာသာရက်ကျွမ်းကျင်တဲ့ဒူ language အတတ်ပညာနဲ့
ဒေါက်တာဘွဲ့ယူထားတဲ့သူတွေကိုခုနှစ်ဦးကဘာကအကျော်မော်ပညာရှင်ကြီးတွေခေါ်ပြီးတော့ဒီဟာရဲ့ဘာသာပြန်ခိုင်းတဲ့အခါရုရှားလိုအရင်ဆုံးထွက်လာတယ်အဲ့ဒီရုရှားလိုထွက်လာတဲ့အခါမှာဒါကကျွန်တော်အများနားလည်အောင်ရှင်းပြတာအရင်ဆုံးထိတ်ဆုံးမှရေးထားတာကအလ္လာဟ်ထံမှာဒူအာတောင်းနေတာယာအလ္လာဟ်ယာရဟ်မန်ယာရဟီမ်အသင်ကိုအကြောင်းခံပါတယ်ဘရုအကြောင်းခံရတယ်အသင်ရဲ့အချစ်ဆုံးသောနဗီတမန်တော်ရဲ့မုဟမ္မဒ်မုစတဖာကိုဝစီလာထားတယ်အသင်ရဲ့ဝလီအလီရဲ့မုတဒါကိုအကြောင်းခံတယ်အသင်ရဲ့ချစ်ဆုံးနဗီရဲ့အချစ်ဆုံးသမီးတော်ဖာတီမာကိုအကြောင်းခံတယ်အီမာမ်ဟဆန်နဲ့အီမာမ်ဟူစိန်ကိုအကြောင်းခံပြီးတော့ဒူအာတောင်းပါတယ်ဒီတင်ပေါ်ကြီးနဲ့ဒီတင်ပေါ်ကြီးမှာလိုက်ပါစီးနေလာတဲ့အွမ်မတ်ကိုကဲတဲ့ဖေးမာတော်မူပါအဲ့တော့ဒါကကျွန်တော်လုံးစမဟုတ်ဘူး၅ပါးတခင်ကိုအားလုံးကြည့်အောင်မို့ဒီမှာအားလုံးကျွန်တော်၅ပါးတခင်ရဲ့ဆာယာမှာရှိတဲ့သူတွေထိုင်နေတာနှလုံးသားထဲမှာဘလောက်နေညာအိုရုစ်မှာဖတ်နေတာ၅ပါးတခင်အကြောင်းကျွန်တော်တန်ငယ်မှာဆိုလဲတွားတယ်၅ပါးတခင်ရဲ့တရဂါရှိတယ်အဲ့ဒါရှီယာတရဂါမဟုတ်ဘူး၅ပါးတခင်တရဂါဆိုတော့ဂျန်နဲ့ငါးပါးတခင်ပြောလိုက်တာရှီယာနဲ့ဆိုင်တယ်ဆိုပြီးတော့တတ်မှတ်လိုက်ရင်ငါးပါးတခင်ကျွန်တော်မူပိုင်ဖြစ်သွားမှာပေါ့ဒါအလ္လာဟ်မူပိုင်မလို့အလ္လာဟ်ကနဗီတွေရဲ့စကွေးရအောင်လွတ်အောင်မလုပ်ထားဘူးအတင်လို့ကယာမတ်ကလွတ်ရောက်ချင်တဲ့ဒီငါးပါးလက်ကင်မရမယ်အဲ့တော့ငါးပါးတခင်ရဲ့ဘာသာပြန်တဲ့ရုရှားလိုမော်စကိုရဲ့လိုက်အခုထိမြူဇီယံမှာရှိတယ်ပြလိုက်ပါအရိယာထားတာလေဘာသာပြန်မှာထားတာလေအဲ့တော့ English လိုဘာသာဘယ်လိုပြန်လဲ Manchester University က Mr. Maxအဲ့ဒီပုဂ္ဂိုလ်ကအင်္ဂလိပ်လိုဘာသာပြန်ပြီးတော့အလ္လာဟ်နာမည်အလ္လာဟ်ရဲ့အချစ်တော်မုဟမ္မဒ်နာမည်အလီနာမည်ဖာတီမာနာမည်ဟဆန်နာမည်ဟူစိန်နာမည်ကိုအတီအလင်းချိန်ရပြီးဘာသာပြန်ပြီးတော့တရင်စာဂျာနယ်မှာ Newsweek မှာဖြန့်ဝေပေးခဲ့တယ်အဲ့တော့ဟာဇတ်နူနဗီကိုရိုင်းကိုအလ္လာဟ်ရှင်မြတ်ကဝအန်ဂျိုင်နာဟူအတင်းနဲ့အတင်းအုမ္မတ်ကိုဘယ်လိုပြောလဲဝအန်ဂျိုင်နာဟူအတင်းကိုငါနေဂျာတ်လို့လိုက်ပြီးကဲတင်လိုက်ပြီးကျွန်တော်လည်းပြောတာဝအဆဟာဘတ်ဆဖီနတီတင်မောပေါ်မှာလိုက်ပါလာတဲ့သူတွေကိုလည်းငါကဲတင်လိုက်ပြီးတဲ့တင်မောပေါ်မှာလိုက်ပါဖို့လိုတယ်နော်အခုနလိုကလမာတစ်ခုပဲဘူးလုံးလဲဆိုရင်နူးနချီလိုက်ကလမာဖတ်တဲ့သူတွေကြိုင်ခဲ့ပြီးတားတော်ကြိုင်ခဲ့တယ်အလ္လာဟ်ကဘာပြောလဲသူတို့ကိုမခေါ်နဲ့ဝလာတုခါတိဘနီဝလဇီနာဇလမူأنهم مغرقون သူတို့ကငါဂတ်လောက်လိုက်မဲ့ဇူလုံလောက်တဲ့သူကိုဇူလုံလောက်တဲ့သူနဲ့ပတ်သက်ပြီးငါထံမှာအတနာမတောင်းခံနဲ့ငါခွင့်လို့မှာမဟုတ်ဘူးသူတို့ကငါရေထဲမှာနင်းမြုပ်စေတော်မူမှာဖြစ်တဲ့ဂတ်လောက်လိုက်မဲ့ဘလူပါလဲတာအရင်ချာချာကိုယ်တိုင်ပါတယ်အလ္လာဟ်ကျွန်တော်မြတ်ကုရ်အာန်ကပြောတယ်လိုင်ဆာဝလိုင်ဆာလဟူမင်အာလီကိုနဗီအိုငါရဲ့နဗီသူကမင်းသားမဟုတ်တော့ဘူးတဲ့ကလမာပဲရောက်သွားပြီလေဖာကီလိုနေညာအိမ်မှာခေါ်နေတာအဲ့ဒါကြောင့်အလ္လာဟ်ကဘာပြောလဲအဆဟာဘတ်ဆဖီနာတင်မောပေါ်လိုက်ပါလာမနေကြပြမှာတင်မောပေါ်မပါလာမချင်းသူ့ကိုနေကြလူမြောက်မှုဘယ်တော့မှရမှာမဟုတ်ဘူးအဲ့တော့ကိုရောကလည်းဗာမိန်တော်မူလေမဆလိုအဟ်လ်ဘိတ်တီကမဆလဆဖီနာကနူငါရဲ့အဟ်လ်ဘိတ်တီတဲ့နူရဲ့တင်မောနဲ့အလားတရန်တူတဲ့အဲ့ဒီတင်မောကိုလိုက်ပါလာမယ်ဆိုရင်من ركب ومن نجا ومن تخلف عنها غرق အကယ်၍တင်မောပေါ်လိုက်ပါလာမှုမရှိဘူးဆိုရင်သူနင်းမြုပ်သွားမယ်အဲ့တော့ဟိုတင်မောမှာမပါလာတဲ့သူတွေလည်းအားလုံးနင်းမြုပ်သွားတယ်အပါ80ပဲပါတယ်အဲ့ဒီတင်မောမှာအဲ့တော့အဟ်လ်ဘိတ်ဘလူနဲ့အလားတရန်သူလေနူတင်မောနဲ့အလားတရန်သူလေတင်မောပေါ်မှာလိုက်ပါလာမှအလ္လာဟ်ကနေဂျာတ်ပေးမှာတင်မောပေါ်မှာမလိုက်ပါလာမချင်းအလ္လာဟ်ဘယ်တော့မှနေဂျာတ်ပေးမှာမဟုတ်ဘူးဒါကြောင့်ကယာမတ်ရဲ့ဂွင်းစားကဒီညက်ဂွင်းစားကိုရောဝင်းပိတ်ကိုရောရဲ့တွေးကမှထားရတယ်အီမာမ်မေဒီလိုအားလုံးတည်နေကြတဲ့အီမာမ်မေဒီရဲ့နာမည်အရင်ကမုဟမ္မဒ်အလ္လာဟူအက္ဘာတော့အဝဝလုနာမုဟမ္မဒ်အောက်ဆတ်နာမုဟမ္မဒ်وآخرنا محمد وكلنا محمد နောက်ဆုံးစကားပြောပြီးကျွန်တော်သိမယ်ဘလောက်အထိလဲဆိုရင်တင်းမောပေါ်မှာနဂျစ်ဆူလ်အိုင်ယနေ့ရှိနေတဲ့တတဝါတွေအားလုံးကအဲ့ဒီတင်းမောမှာပါခဲ့လို့
ari temo ma mapalare du mapalare karisa teo ma tu nasal mashiu aku macano temo bo ma palare dure nasal yeneshi nira temo bo ma palalo shaitan on janira temo bo ma shaitan ma palai shaitan gule Allah tailai ma tu ko kiamat ne thi mohalat pe halo temo bo tu lai palare ma palai tu le tebi Allahu Akbar aro bati ale so yin khwe le pare wal le pare aro nabi ye atan ko toro le tiတယ်nabi ka atan da me pe la baru ma so lum yauk chin di tin mo la ke lu le jaတယ်တရိษံle jaတယ်တရိษံတောင်မှအချင်းချင်းစကားပြောတယ်ဘကဟာဒါကအလ္လာဟ်နဗီခေါ်တာအချင်းချင်းစကားပြောလာတယ်ဒါအလ္လာဟ်နဗီသူတို့တွေကလမာလဲသူတို့နှလုံးသားမှာရှိတယ်အလ္လာဟ်ကိုအားလုံးသူတို့သိကြတယ်ဒါပေမဲ့နဗီအတန်ကိုလည်းသူတို့ကောင်းကောင်းမှတ်မိတယ်ဒါနဗီခေါ်နေတာမပါဘူးဆိုရင်တော့ငါတို့သိပြီကိုအတက်ကိုကဲခြင်းနဲ့ဆိုလို့ရှိရင်တော့ငါတို့တင်းမောပေါ်တွားလိုက်မယ်ဆိုတော့နောက်တကောင်ကဘာပြောလဲဆိုရင်ငါတို့မောင်းထုတ်လိုက်ရင်ရောဒါကငါတို့နဲ့မဆိုင်ဘူးငါတို့နဲ့ဆိုင်တာအလ္လာဟ်နဗီရဲ့အတန်ကြားရဲ့အတန်ကိုထူရမှာငါတို့တော့ဝါဂျစ်အဲ့ဒီပမာလဘိုက်ပြောမှာငါတို့တော့ဝါဂျစ်အဲ့တော့အလ္လာဟ်ကလည်းကျွန်တော်ရဲ့ကုရ်အာန်မှာဗာမိန်တော်မူထားလေယာအယုဟလ်လဇီနာအာမနုစတဂျီဘူလ िल्लाहि ဝလရဆူလီအဇာဒါအာကုမ်လီမာယူဟီကုမ်အကဝေအလ္လာဟ်ခေါ်ရင်အလ္လာဟ်ရဆူလ်ခေါ်ရင်အတန်ထူဘယ်အချိန်ဘယ်နေရာဗမာပဲခေါ်ခေါ်အတန်ထူဘာကြောင့်လဲအတင်းတို့ကိုဟယာတ်ပေးဖို့ဒီမှာနူးနဗီခေါ်တယ်အတင်းတို့ကိုဗာပေးဖို့လေဟယာတ်ပေးဖို့အတွက်အသက်ရှင်မှုပေးဖို့အတွက်နဆလ်ချမ်းမှုကိုပေးဖို့အတွက်အဲ့တော့နူးနဗီကဒီတင်းမောကိုထွက်ခဏီမှာတောင်းခဲ့တဲ့ဒူအာကိုကဘာလဲဆိုလို့ရှိရင်အလ္လာဟ်ဘာတဲ့ကြောင့်တရိษံတော်မှာယုံကြည်မှုအပြည့်အဝနဲ့အလ္လာဟ်နဗီခေါ်လို့တားမယ်လွတ်မြောက်ခြင်းတက်ဆိုတာမောင်းမထောက်ခဲ့ဘူးအဲ့တော့ယနေ့ပัญจတန်၅ပါးရဲ့တင်းမောကလည်းအားလုံးတော့ဖွင့်လာတယ်ဒီတင်းမောကရှီယာမူပိုင်လည်းမဟုတ်ဘူးဆွန်နီမူပိုင်လည်းမဟုတ်ဒါအလ္လာဟ်မူပိုင်အကယ်၍အလ္လာဟ်နဲ့ညီစက်ခြင်းနဲ့ဆိုရင်ရဆူလ်ကိုတကယ်ချစ်ခြင်းနဲ့ဆိုရင်ရဆူလ်ပေးသွားတဲ့ကုရ်အာန်နဲ့အဟ်လေဘက်ရဲ့ဒီတင်းမောကြီးကိုအတူလိုက်ပါမစည်းလာဘူးဆိုရင်တော့ကယာမတ်နေ့မှာညင်ငလင်းကယာမတ်နေ့ရဲ့ကယာမတ်ဒံပြီးတေမဲ့သူတွေကသူတို့ပါလာမဲ့သူတွေကိုအလ္လာဟ်နဂျတ်ပေးမှာအဆဟာဘဆဖီနာအဆဟာဘနူမပြောဘူးနူရဲ့အဆဟာဘကိုကလိုက်တဲ့ဆိုရင်လူတွေကဘာဖြစ်လဲတင်းမောပေါ်လိုက်ဖို့မလိုဘူးဖြစ်သွားမယ်ဒါကြောင့်မဆလိုအဟ်လေဘက်တီကမဆလေဆဖီနတ်နူအဲ့တော့နူနဗီကလည်းအားလုံးကြည့်အောင်အဲ့ဒီတင်မော်ကြီးကိုဒွါနဲ့ထွက်ခဲ့တာကအိုးအလ္လာဟ်ရှင်ရဲ့အတင်းရဲ့အချစ်တော်အလ္လာဟ်ဘာဘေအမီနကဖီလ်ဝရာမုဟမ္မဒ်အလ်မုစတဖာဆလ္လာလာဟူအလိုင်ဝဆလမ်ရဲ့ဝါစတာဒီတင်မော်မှာအတင်းနေကြပေးပါအတင်းရဲ့ဝလီရဲ့ဝါစတာအလီယန်အလ်မူရတဇာအတင်းရဲ့ဟီဂျာဘ်ကုဒ်စီရဲ့ဝါစတာဖာတီမာတ်ဇဟရာအတင်းရဲ့ इज्जत ये वास्ता हसन मुश्तबा अती ये रास लुवच शहादत पे गए साहिब करबला ये वास्ता दीते मोजी को ते निजात पे बासलो तेमो तो कटा ले आशुरा ने मावे ngaba तखेले साइने रजब ये से ये को फटे तेमो आशुरा से ये मलाकते और कटे नियाले बेकिन बेनियाले एलिबे के निया मावे नजफ मौला अली शी ने नियामा जने तमांगा शिया लोग थारा मौकू तमाई से अम्मा ये तू तो आप ये त्याले में भाई नजफ मा अली तेमो कू है जो दिलो खोरे नजफ अशरफ जने मौला अली अलैहिस्सलाम तखेंजी है भाई मैं लो शी ने नियाए चोनाउ माला भी तेमो कभी प्या लगते अली दगा माला मकाई तेमो ले निजात मेरा नहीं बू बाजों नेဒီ၅ပါးတခင်ရဲ့ဘရကတ်နဲ့အလ္လာဟ်ရှင်ကစัจ java လိုက်တစ်ခုလုံးကိုဖန်ဆင်းထားတာအဲ့တော့နွားနို့ထဲမှာတရားပါလာပြီးကျွန်တော်ပြောတယ်ကျွန်တော်နွားနို့တစ်ခွက်တိုက်ပါတော်ပြီဒါနောက်ဆုံးစကားပဲနွားနို့တစ်ခွက်တိုက်ပါဆိုတော့နွားနို့ယူလာတရားပါလာတရားပိုင်ဖြစ်လိုက်ကျွန်တော်တရားမစားဘူးဒါမှကျွန်တော်ပြောမယ်တရားထုတ်ပေးပါဆိုနွားနို့တရားကြောသွားတဲ့တရားကိုထုတ်ပေးလို့ရမလား
ဒါဘလို့ပညာရှင်လဲဂျာဟီလ်ပဲပရာလိခါဂျာဟီလ်ပဲကျွန်တော်ဆဲမှာပေါ့နွားနုနဲ့ကြားရောသွားပြီဆရာဒီလောက်တော့မသိဘူးလားပြစ်လိုက်ရင်တော့နှစ်ခုလုံးပါသွားမယ်ရောနေတာလည်းထုတ်လို့မရဘူးကုရ်အာန်နဲ့အလီဘက်ကယဉ်ချင်းဆက်ရောသွားပြီအလီဘက်ကဖနာဖီလာအလ္လာဟ်အတွက်မိမိဖနာဖြစ်သွားပြီအလီဘက်ကိုမုန်းပြီးပြစ်လိုက်မယ်ဆိုအလ္လာဟ်လည်းပါသွားမယ်အဲ့ဒါကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့အကယ်၍မဟုတ်ဘူးငါကနွားလို့ပဲလိုချင်တယ်တရားမလိုချင်ဘူးပြစ်လိုက်တယ်ဆိုလို့ရှိရင်နှစ်ခုလုံးပါသွားမယ်ယနေ့ကုရ်အာန်ကိုလည်းတမုံနေတာအလီဘက်လက်ထဲမရှိတော့လို့အလီဘက်ကိုတမုံနေတာကုရ်အာန်လက်ထဲမရှိတော့လို့အဲ့တော့နှစ်ခုလုံးမရှိဘဲနဲ့တောင်းမှန်နဲ့မပြန်နိုင်ဘူးအဲ့ဒီအတွက်ကြောင့်ဒိတ်ဒိတ်ကျဘဂ္ဂဒတ်မှာရှိတဲ့ဝလီတူတော်စင်ကြီးရဲ့ခုပိတ်မှလည်းကျွန်တော်ဇီယာရတ်ရောက်ခဲ့တယ်အဗ်ဒุลကာဒါဂျီလာနီရဲ့အဲ့တော့အဲ့ဒီရဲ့ကဘာပေါ်မှာကိုကဒီတောင်းမှန်နှစ်ခုကိုရေးထားတယ်ဒီတောင်းမှန်နှစ်ခုမပိုင်အလ္လာဟ်ထပြန်လို့မရဘူးတဲ့အစ္စလာမုအလိုင်ကွမ်ورحمة الله وبركاته ربنا تقبل منا إنك أنت السميع العليم وآخر دعوانا أن الحمد لله رب العالمين اللهم صل على محمد وآل محمد وعجل فرجه